ကွယ်လွန်သွားတဲ့ချစ်သူကိုမမေ့နိုင်ပါဘူးဆိုပြီးခရိုနီတထေးသမီးကိုလက်ထပ်တော်မဲ့ညီထွတ်ခေါင်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်မင်းသားညီထွတ်ခေါင်ကတော့မကြခင်မှာလက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ်လို့သူတို့သမီးလေးကိုအခုလိုပဲထုတ်ပြလာခဲ့ပါတယ်သူရဲ့မွေးနေ့လေးမှာဆိုရင်အင်မတန်ကိုချစ်စရာကောင်းပြီးတော့အရန်လဲချမ်းသာကြွယ်ဝတဲ့ခရိုနီတထေးသမီးချစ်သူကောင်းမလေးကိုထုတ်ပြလာခဲ့ရဖြစ်ပါတယ်အဲ့ဒီကောင်မလေးဟာဆိုရင်ရွှေစင်ထဝင်းလို့နာမည်ရပြီးတော့ညီထွတ်ခေါင်ပေါ်မှာအရန်ကိုချစ်တဲ့ချစ်သူအစ်စ်လေးဖြစ်ပါတယ်ညီထွတ်ခေါင်အနေနဲ့ကတော့ကွယ်လွန်သွားပြီဖြစ်တဲ့ချစ်သူကောင်မလေးကိုဘယ်လိုမှမေ့လို့မရပါဘူးဆိုပြီးငိုယိုနေပြီးတော့မှခရိုနီတထေးသမီးကိုလက်ထပ်ထောမဲ့အကြောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကြားထဲမှာလည်းဝေဖန်မှုတွေကပြင်းထန်နေခဲ့ပါတယ်။ညီထွတ်ခေါင်အောင်ဆိုရင်တော့73နှစ်ကျော်လက်တွဲခဲ့တဲ့ချစ်သူကောင်မလေးနဲ့လက်ထပ်ဖို့ထိရည်ရွယ်ထားခဲ့ရပါမေလို့မြင်ရတဲ့အဲ့ဒီကောင်မလေးဟာဆိုရင်လွန်ခဲ့တဲ့4နှစ်ကျော်ကနေထိုင်မကောင်းဖြစ်ပြီးတော့ကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်။ချစ်ရသူညီထွတ်ခေါင်ရဲ့လက်ပေါ်မှာတင်ကွယ်လွန်သွားခဲ့ရဖြစ်တဲ့အတွက်ညီထွတ်ခေါင်ကတော့ဘလို့မှဖြစ်မစေနိုင်အောင်ခံစားနေရတာဖြစ်ပါတယ်။ကိုယ့်ရဲ့မျက်စိရှိမှကိုချစ်သူဆုံးသွားတဲ့ခံစားချက်ကြီးကဘလို့မှပြောမပြတတ်အောင်ခံစားနေရပြီးတော့နေ့အတော်ကြာတဲ့အထိလည်းမမေ့နိုင်ခဲ့ပါဘူး။အဲဒီနောက်ကောင်မလေးအတွက်ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိစေဖို့အလူဒါနတွေကိုလည်းပြုလုပ်ပေးနေခဲ့ရပါဒီလိုမျိုးနှစ်စနစ်တိုင်းအလူကြီးပြုလုပ်ပြီးတော့ကောင်မလေးကိုဘယ်လိုမှမမေ့နိုင်ပါဘူးဆိုပြီးတော့မှဝမ်းနဲ့ကြေကွဲစွာနဲ့ပြောနေခဲ့ပေမဲ့အခုချိန်မှာတော့အရင်နဲ့မတူလုံးဝပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်မကြခင်မှာလက်ထပ်တော့မယ်ဆိုရင်အင်မတန်ကိုချမ်းသာတဲ့ခရိုနီတထေးသမီးချစ်သူကောင်မလေးကိုတရားဝင်ချပြလာခဲ့ပါတယ်လောကကြီးမှာထားစရာရှိတာကိုထားခဲ့ရပြီးတော့ချစ်စရာရှိတာကိုချစ်ရမှာဖြစ်တဲ့အတွက်လူသားဆန်စွာနဲ့ပဲအခုလိုမျိုးချစ်သူအသေးကိုရွေးချယ်ခဲ့ရဖြစ်ကြောင်းပြောလာခဲ့ပါသေးတယ်။အရင်ကတော့ကောင်မလေးကိုဘယ်လိုမှမမေ့နိုင်ပါဘူးဆိုပြီးကောင်မလေးနောက်ကိုလိုက်သွားဖို့ထိတောင်မှလုပ်နေခဲ့ရပါ။ဒါပေမဲ့လည်းပြောင်းလဲတတ်တဲ့သဘာဝအတိုင်းအခုတော့အရန်ကိုချမ်းသာတဲ့တထေးသမီးချစ်သူကောင်မလေးရဲ့ပြုစုရွရမှုတွေအောက်မှာကွယ်လွန်သွားခဲ့တဲ့ကောင်မလေးကိုမေ့သွားခဲ့ရှာပါပြီ။လက်ရှိချစ်သူကောင်မလေးကညီထွတ်ခေါင်ရဲ့ဘဝမှာတခါမှမရရှိခဲ့ဘူးတထောင်းတန်တွေနဲ့ပြုလုပ်ထားတဲ့ပတ်စံပန်းစည်းကြီးကိုလက်ဆောင်ပေးခဲ့ပြီးတော့အရန်ချစ်ပြနေကြရဖြစ်ပါတယ်။ဒါတင်မကညီထွတ်ခေါင်ရဲ့အမှုပညာလုပ်ငန်းတွေကိုလည်းကူညီပံ့ပိုးပေးနေပြီးတော့ဇက်ကားတွေအများကြီးရိုက်ကူးနေရဖို့အတွက်နောက်ွယ်ကနေကူညီပေးနေရလို့သိရပါတယ်။ဒါကြောင့်မင်းသားညီထွတ်ခေါင်ကကွယ်လွန်သွားပြီဖြစ်တဲ့ချစ်သူလေးကိုမေးပြပြီးတော့ချစ်သူအသေးနဲ့လက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အခြေအေးကတော့အင်မတန်ကိုပျော်ရွှင်နေရပြီးတော့မကြခင်မှာလက်ထပ်တော်မဲ့အကြောင်းကိုဝမ်းသာစွာနဲ့အသိပေးနေကြရပါအရင်ကတော့73နှစ်ကျော်တွဲခဲ့တဲ့ချစ်သူကောင်မလေးမေနဲ့ကြွေကွင်းခဲ့ရပြီးနောက်ပိုင်းသူ့အတွက်အချစ်ဆိုတာနောက်ထပ်မရှိနိုင်တော့ဘူးလို့ပြောနေကြရပါအခုကတော့ကောင်မလေးအသင်းနဲ့အင်မတန်ကိုတာယာနေပြီးတော့တမလင်ရောက်ချစ်သူကောင်မလေးကိုမေ့ထားနိုင်ခဲ့ပါပြီ။ဒါကြောင့်လည်းဒီကိစ္စကပရိသတ်တွေကြားထဲမှာဝေဖန်မှုမြင့်တက်နေပြီးတော့အချစ်ဆိုတာကပတ်စံလောက်တောင်တန်ဖိုးမရှိပါလားဆိုပြီးတရားတန်ဝေကတွေရရှိလို့နေခဲ့ကြပါတယ်။ညီထုကောင်ကတော့ကွယ်လွန်သွားခဲ့ရသိမကြသေးတဲ့ချစ်သူကောင်မလေးကိုမေ့ပြစ်နိုင်ခဲ့ပြီးတော့မကြခင်မှာပဲခန်းထားတဲ့လက်ထပ်မင်္ဂလာပွဲကိုချစ်သူအသစ်လေးနဲ့အတူကျင်းပတော့မှာဖြစ်ပါတယ်။တစ်ချိန်ကတော့ကွယ်လွန်သူချစ်သူကောင်မလေးကိုမမေ့နိုင်ပါဘူးဆိုပြီးငိုယိုပြနေပေမဲ့အခုတော့ခရိုနီတထေးကြီးကိုလက်ထပ်တော့မယ်ဆိုတဲ့ပုံမှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။